ဒီ subject ကတ္တပုံနဲ့အတိတ်ကရိယာကိုတွဲဆက်ကြည့်ရအောင်အဲ့ဒီကတ္တနဲ့အတိတ်ကရိယာကိုမတွဲခင်မှာအတိတ်ဆောင်ပုဒ်ကိုတို့ဆိုကြည့်ရအောင်အရင်ဆုံးအမြာ were you were ဂျမ was good အမြာ were you were ဂျမ was good ဒါဆိုလို့ချင်းအတိတ်ပဲကတော့အများပုဒ်တွေတွေ့လာမယ်ဆိုလို့ရှိရင် were နဲ့တွေ့ရမယ် you တွေ့လာမယ်ဆိုလို့ရှိရင် were နဲ့တွေ့ရမယ်ဖြစ်ပြီးတော့ကျန်တဲ့အနည်းကိန်းကတ္တပုံများတွေကကြတော့ was နဲ့တွဲတော့ရမှာဖြစ်ပါတယ်ကဲ I ကအနည်းဖြစ်တဲ့အတွက်ကြောင့် was နဲ့တွဲရမယ် we ဒီအများဖြစ်တဲ့အတွက်ကြောင့် were နဲ့တွဲရမှာဖြစ်ပါတယ် you ဒီခဏတုန်းကပြောသလို you နဲ့တွေ့လာတယ်ဆိုလို့ရှိရင်အနည်းကိုအများကို were နဲ့ပဲတွေ့ရမှာ you were okay sorry he ကအနည်းဖြစ်တဲ့အတွက်ကြောင့် was နဲ့ပဲတွေ့ရမှာဖြစ်ပါတယ် they တူတို့ဒီဆိုတာအများဖြစ်တဲ့အတွက်ကြောင့် were they were she တူမဒီအနည်းဖြစ်တဲ့အတွက်ကြောင့် was နဲ့ပဲတွေ့ရမှာဖြစ်ပါတယ် they တူမတို့ဒီအများဖြစ်တဲ့အတွက်ကြောင့် were နဲ့တွေ့ရမှာဖြစ်တယ် it အနည်းဖြစ်တဲ့အတွက်ကြောင့် was နဲ့တွေ့ရမှာဖြစ်ပါတယ်ကဲ result လေးကြည့်ကြအောင် I was ကျွန်တော်ဒီဖြစ်ခဲ့သည်ရှိခဲ့သည် we were ကျွန်တော်တို့ဒီဖြစ်ခဲ့ကြတယ်ရှိခဲ့ကြသည် you were တင်ဒီဖြစ်ခဲ့သည်ရှိခဲ့သည် you were တင်တို့ဒီဖြစ်ခဲ့ကြတယ်ရှိခဲ့ကြသည် he was သူဒီဖြစ်ခဲ့သည်ရှိခဲ့သည် they were သူတို့ဒီဖြစ်ခဲ့ကြတယ်ရှိခဲ့ကြသည် she was သူမဒီဖြစ်ခဲ့သည်ရှိခဲ့သည် they were သူမတို့ဒီဖြစ်ခဲ့ကြသည်ရှိခဲ့ကြသည် it was သူဟာဒီဖြစ်ခဲ့သည်ရှိခဲ့သည်ဒါကတော့အတိတ်ကတ္တနဲ့ကရိယာတွဲဆက်တဲ့ပုံစံပဲဖြစ်ပါတယ်ကဲပမာစာပါရပြန်မပါတဲ့အရာတွေကိုတီးတက်ဆိုကြည့်ရအောင် I was we were you were he was they were she was they were it was ဒါတော့ကတ္တနဲ့အတိတ်ကတ္တနဲ့ကရိယာတွဲဆက်တဲ့ပုံစံပဲဖြစ်ပါတယ်ဒါကိုပါစက်ထဲဆွဲတော့အောင်အမြဲတမ်းလေ့ကျင့်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီရဲ့ကတ္တနဲ့ကရိယာအတိတ်ကရိယာဘယ်လိုတွဲဆက်ရမလဲဆိုတာကိုနားလည်တော့ပါအောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်အတိတ်ကတ္တနဲ့ကရိယာကလွယ်ကူစွာတွဲဆက်နိုင်မှာဖြစ်ပါတယ်